ရခိုင်မှာကျူးလွန်သူတွေကိုမဖမ်းဆီးနိုင်သေးတဲ့အဓမ္မပြုကျင့်မှု၄ခုရှိနေတယ်ဆိုပြီးတော့ရခိုင်မီဒီယာတွေကရေးနေပါတယ်။အေးထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာတက်ငယ်မရင်းမှုတွေမြင့်တက်လာပြီးတော့လက်ရှိချိန်ထိကျူးလွန်သူတွေကိုဖမ်းမမိသေးတဲ့အမှု၄ခုရှိနေတယ်ဆိုပြီးတော့ပြောပါတယ်။အဲ့ဒါကတော့2024ခုနှစ်ဇွန်လ20ရက်ကနေ2026ခုနှစ်ဧပြီလအထိအေးထိန်းချုပ်ရာဒေသတွေမှာလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုမဒိမ်းမှုစုစုပေါင်းအနည်းဆုံး15ခုထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်တွေထဲမှာဖြစ်စဉ်၄ခုပြစ်မှုကျူးလွန်တဲ့သူတွေအခုချိန်ထိဖမ်းမမိသေးပဲထွက်ပြေးလွတ်မြောက်နေစေလို့ပြောပါတယ်။ဒါကသူတို့ရဲ့သတင်းကိုခေါင်းစည်းလေးပဲပြောပြပေးတာဖြစ်ပါတယ်။တကယ်တမ်းရခိုင်မှာဖြစ်ပျက်နေတဲ့အခြေအနေကဖမ်းမမိတာရယ်ဖမ်းမိပြီးတော့လည်းအရေးမယူတာရယ်ပြန်လွှတ်ပေးတာရယ်အများပြားရှိနေတာကြောင့်အဲ့ဒီကရခိုင်ပြည်သူတွေဘဝကတကယ်ကိုအားကိုးရမဲ့နေပါတယ်ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကရခိုင်ထိချုပ်ထားတဲ့ရန်ပြေကြောက်ဖြူအဆက်ပိန်းနဲ့တောင်ဦးအနီးမှာလေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တယ်လို့သိရတယ်။ဒီပြုလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ချို့သော AA အဖွဲ့တွေတည်ဆုံမှုရှိခဲ့လို့သိရပါတယ်။ဒီလိုပဲတောင်ကုန်းမြို့နယ်မှာလည်း AA ခြေစိုက်တဲ့နေရာအချို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကနော်အရသားတည်တယ်လို့တော့မပြောပါနဲ့။ဒီတိုက်ခိုက်မှုတွေအကုန်လုံးကတောင်တန်းဒီတောအုပ်တွေကိုအခြေပြုတ်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီထဲမှာတော့ဝင်နေတဲ့လူမရှိတော့ဘူးလို့လည်းတူပါတယ်။တော့ကြလို့ရှိရင်ရွာထဲမှာရှိတဲ့အေးစကန်တိုက်လို့ရှိရင်တော့ကြရွာသားတည်တယ်ဆိုပြီးတော့ရောချလို့ရတယ်အခုတော့ရောချလို့မရပါဘူး။နောက်သတင်းတစ်ပုဒ်ကတော့ရှီကုတ်ကူနယ်မြေမှာ online လေလမ်းကစားမှုကြီးလွန်ရမှာအသုံးပြုတဲ့တရားမဝင်၄တက်လူနေဆောင်၃လုံးကိုစနစ်တကျထပ်မံဖြိုချဖျက်ဆီးခဲ့တယ်ဆိုပြီးတော့အစိုးရကထုတ်ပြန်ပါတယ်။စုစုပေါင်းတရားမဝင်အဆောက်အုံ22လုံးဖြိုချဖျက်ဆီးခဲ့ပြီလို့သိရပါတယ်။အဲ့တော့22လုံးဖြိုချဖျက်ဆီးခဲ့ပေမဲ့အဆောက်အဦများစွာရှိပါသေးတယ်။အဲ့ဒီထဲမှာအကြောင်းမျိုးမျိုးပြပြီးတော့ဘာဆက်ယုံညာဆက်ယုံထောင်းမယ်နော်မုတ်ဆက်ယုံဘာညာဆိုပြီးတော့ဖွင့်ထားတဲ့အထူးသောလုပ်ငန်းတွေကလည်းကြားဖြတ်လုပ်ငန်းတွေပါပဲတကယ်ဝင်ပြီးတော့စီဆေးမယ်ဆိုလို့ရှိရင်လက်ရှိချိန်ထိရွှေကုတ်ကူဘယ်မှာကြားဖြတ်နေရှိသေးတယ်ဆိုပြီးတော့ဒေသခံတွေကကျွန်တော်တို့သတင်းပေးပို့ထားပါတယ်နောက်သတင်းတစ်ပုဒ်ကတော့လာရှိုးမှာအစိုးရကအချို့သောမြေတွေကိုဒါဘူဒူဇာတွေနဲ့ထိုးနေတာရှိတယ်ပေါ့နော်ပုံစံ105မရှိဘူးနော်ပိုင်ဆိုင်မှုအထောက်အထားတွေလည်းမရှိဘူးဆိုတော့အဲ့လိုမျိုးဘူဒူဇာထိုးခံရတယ်ပေါ့နော်အချို့တိုက်တာတွေဆောက်ထားတဲ့သူတွေပေါ့နော်ဆုံးရှုံးကြတယ်ပေါ့အဲ့တော့ကျွန်တော်တို့လည်းဒီမြေဝယ်တိုင်းနဲ့ပတ်သက်ပြီးတော့အတက်နိုင်ဆုံးပြောပါတယ်နော်မြေဝယ်မကြဆိုပေမဲ့လည်းမြေဝယ်လို့ရှိရင်ကြတဲ့နေကအထောက်ထားမခိုင်မာလို့ရှိရင်မြေကအမှန်တကယ်လူနေထိုင်ရမယ့်မြေအမျိုးအစားမဟုတ်ဘူးဆိုလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်းပိုင်ဆိုင်မှုကအစိုးရဖြစ်နေတယ်ဆိုလို့ရှိရင်တော့တေချာပေါက်ဖယ်ခံရမှာဖြစ်ပါတယ်เนาะဒါကိုနည်းနည်းတော့ဂရုစိုက်ကြဖို့လိုပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဘန်ကောက်မှာရှိတဲ့နိုင်ငံတကာအကြောင်းပေါ့နော်လိုင်စင်မဲ့နိုင်ငံတကာအကြောင်းတစ်ကြောင်းကိုတာဝန်ရှိတဲ့သူတွေကဝင်ရောက်စီးနင်းခဲ့ပါတယ်ဒီလိုစီးနင်းတဲ့နေရာမှာမြန်မာဆရာအပါဝင်ပေါ့နော်ကျောင်းဆရာ6ဦးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်ဒီကျောင်းကလိုင်စင်မရှိဘဲဖွင့်ထားတာ9နှစ်ကျော်ရှိပြီဖြစ်တဲ့အတွက်သူငယ်တန်းကစပြီးတော့ထက်တန်းစင်တိနိုင်ငံသားတွေကျောင်းသားပေါင်း100ကျော်ထိပညာသင်ကြားနေတဲ့ကျောင်းဖြစ်ပါတယ်ကျောင်းကိုလိုင်စင်မဲ့ဖွင့်ထားတဲ့အပြင်ကိုကျောင်းမှာစာသင်ပေးနေတဲ့မြန်မာနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံသားတွေကလည်းဝတ်ပါမစ်မရှိဘဲစာသင်ကြားနေတာဖြစ်တဲ့အတွက်ဖမ်းဆီးအရေးယူခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့မေလ30ရက်နေ့ကချင်းပြည်နယ်မင်းတပ်မြို့နယ်ထင်းချောင်းလမ်းစုံအနီးမှာရှိနေတဲ့လက်နက်ကိုင်တောင်းကျမ်းသူစခန်းတစ်ခုကိုတပ်မတော်ကဝင်ရောက်ရှင်းလင်းရမှာအလောင်း3000လက်နက်3လက်ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တဲ့စခန်းမှာတဲ17လုံးပေါ့နော်မိရှုဖျက်ဆီးခဲ့တယ်ပေါ့နော်။အဲပြောချင်တာကဒီသတင်းနဲ့ပတ်သက်ပြီးတော့ပြည်ပြည်မီဒီယာအချို့ကသတင်းပြန်ဖော်ပြတာရှိတယ်။အဲ့ဒါကတက်အနေနဲ့ပေါ့နော်။အဲ့ဒီမှာရှိနေတဲ့အများပြည်သူပိုင်းနဲ့နေအိမ်တွေကိုမိရှို့တယ်ဆိုပြီးတော့သတင်းရေးတယ်။တကယ်တမ်းကျတော့အဲ့ဒီကတပုံစခန်းဖြစ်နေတယ်ပေါ့နော်။တပုံစခန်းဖြစ်နေတယ်အလောင်းတွေလည်းတင်ပတ်ရရှိတယ်။တိုက်ပွဲလည်းဖြစ်သွားတယ်။တကယ်စီးနင်းရှင်းလင်းနိုင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့သတင်းမီဒီယာတွေမှာတော့အဲ့လိုမျိုးဖြောင်းလင်းပြောင်းစားရေးကြတာရှိပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ဗမော်မြို့ပောက်ကုန်းရက်ကွက်နာမှာရှိနေတဲ့အခြေပြုထားတဲ့ KIPDF အဖွဲ့ဝင်တွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကရှင်းလင်းတိုက်ခိုက်ခဲ့ရမှာအလောင်း3လောင်း M22 တနက်2လက်နဲ့ KN နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ထိုင်းမှာဆန္ဒပြမှုတစ်ခုလုပ်ခဲ့ပါတယ်။ဒါငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ပေါ်တယ်။အဲ့လိုပဲပြောရမှာနော်ဆန္ဒပြရလို့ပြောရမှာပေါ့။
ထိုင်းနိုင်ငံချင်းမိုင်နဲ့ချင်းရိုင်ပြည်နယ်ကဒေသခံ600ကျော်ကဒီမြန်မာနိုင်ငံမှာရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့်ဆက်ဆက်နေတဲ့မြစ်တွေကအစိတ်အသင့်ညဉ့်ညမ်းမှုတွေကြောင့်ဒါအဲ့ဒီအခက်ခဲကိုပြသဖို့အတွက်ပေါ့နော်လမ်းလျှောက်တဲ့အစီအစဉ်တစ်ခုပြုလုပ်ခဲ့ပါတယ်အဲ့တော့မြန်မာနဲ့ထိုင်းနဲ့နေဆက်ပေါ့အဲ့ဒီမှာရှိနေတဲ့အထူးသောလက်နက်ကင်တွေနော်အထူးသောနေရာတွေမှာရွှေတူးဖော်မှုကမတရားလုပ်နေတာဖြစ်တဲ့အတွက်အဲ့ဒီနေရာလည်းမကြာခဏဆိုသလိုတဘာဝပြီးဒီရည်ကြီးနှမြုပ်မှုတွေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်ဒီဘက်ကလည်းအစိုးရလက်မမှီတဲ့နေရာဖြစ်တဲ့အတွက်ဟိုဘက်ချမ်းကအစိုးရကလည်းဒါကိုဖိဖိစီစီမကင်တယ်။ဘာကြောင့်လဲဆိုတော့မြန်မာပြည်တွင်းမှာဖြစ်နေတာ哦အဲ့ဒါကနှစ်နိုင်ငံကြားတွေကမြစ်ပေါ်မှာသွားပြီးတော့တက်ရောက်မှုဖြစ်ပေါ်နေတာဖြစ်ပါတယ်။နှစ်နိုင်ငံကြားတွေကမြစ်ဆိုတာကတော့ကောက်မြစ်နော်ဆိုင်းမြစ်ရုမြစ်နဲ့တန်လွင်မြစ်ကာရပူရီမြစ်မဲခေါင်မြစ်ပေါ့အဲ့ဒီထဲမှာအစိတ်တဲ့တဲ့အရာတွေမကြာခဏဖြစ်ပေါ်လာတယ်ပေါ့နော်ရေရတယ်တောက်လျှောက်ကြီးဆိုသလိုနောက်နေတာအဲ့ဒီအတွက်ပဲတာချီလေးမှာဆိုလို့ရှိရင်လည်းမကြာခဏရေကြီးရေရှမ်းမှုတွေဖြစ်တယ်ထိုင်းမချမ်းမှာလည်းဒီမဲခေါင်မြစ်နဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်လို့ရှိရင်ခုနကပြောပြခဲ့တဲ့မြစ်တစ်ခုခုနဲ့ပတ်သက်ပြီးတော့မကြာခဏဆိုသလိုပဲဒါရေအစိတ်သိမ့်မှုတွေဖြစ်နေတာဖြစ်ပါတယ်ရေအစိတ်သိမ့်မှုဆိုတာရေသွားတောက်လို့တည်သွားတာမျိုးပြောတာမဟုတ်ပါဘူးနောက်သတင်းတစ်ပုဒ်ကချင်းမီဒီယာတွေကဗာရေးလာလဲဆိုတော့ချင်းလူမျိုးတွေပါနေထိုင်တဲ့ချင်းပြည်နယ်တောင်ပိုင်းပလောဝမြို့နယ်မှာရှိတဲ့ကြီးရွာတွေမှာကပေါ်တာတွေဆွဲထားလို့ပေါ့နော်ခဏပေါ်တာတွေဝင်ဆွဲတာဖြစ်တဲ့အတွက်လူငယ်တွေအားလုံးပလောဝမြို့နယ်ကိုစွန့်ခွာသွားကြပြီလို့ပြောပါတယ်လူငယ်တော်တော်များများကရန်ကုန်နဲ့အိန္ဒိယမလေးရှားထိုင်းစတဲ့ဒီနိုင်ငံတွေကိုထွက်ပြေးတင်းရှောင်နေရပါတယ်ရဲ့ရန်ကိုကြောက်လို့ပေါ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မကွေးတိုင်းဒေသကြီးမင်းတုံးမြို့နယ်မှာအစိုးရတပ်ကအင်အား1000ကျော်နဲ့စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေခဏဖြစ်နေတယ်လို့ပြောပါတယ်ပြည်ပြည်မီဒီယာအချို့ကတော့ဒီ1000ကျော်နဲ့ထိုးနေတဲ့စစ်ကြောင်းကိုPDF တွေဘက်ကတိုက်ခိုက်လို့တိတ်ဆုံးမှုတွေများနေတယ်ဆိုပြီးတော့လည်းပြောပါတယ်စစ်တပ်ကအင်အား1000ကျော်ဆိုလို့ရှိရင်နော်အဲ့ဒီမီဒီယာတွေသိထားဖို့ကစစ်တပ်ကအင်အား1000ကျော်ဆိုလို့ရှိရင်နေစရာနေရာတောင်ရှိမှာပေါ့တကယ်လို့အင်အား1000ကျော်နဲ့ရှင်းနေဆိုရင်ဟိုတိုင်းသားနယ်မြေတွေမှာ1000ကျော်နဲ့ရှင်းတာပြဿနာမဟုတ်ပေမဲ့အညာဒေသမှာ1000ကျော်နဲ့ရှင်းနေဆိုတာအဲ့ဒါပြဿနာရှိတယ်နော်ဝေးပြေးရမယ့်အနေအထားဖြစ်ပါတယ်သွားပြီးတော့1000ကျော်ဆိုလို့ရှိရင်ကတ်လို့မရဘူးနောက်သတင်းတစ်ပုဒ်ကတော့စစ်မှုထမ်းနှစ်ပြည့်ပြီးတော့ပြန်လာတဲ့တပ်မတော်သားဟောင်းတူကို PDF တွေကဖမ်းဆီးထားလိုက်ပါတယ်လက်ရှိချိန်ထိတော့သူနဲ့ပတ်သက်တဲ့ဆက်အကြောင်းအရာမသိသေးပါဘူးသူကတော့နာမည်ကတော့တပ်သားသိန်းစော်ဖြစ်ပါတယ်သူနှစ်ပြည့်လို့ပြန်တဲ့ချိန်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်သူ့ကိုဖမ်းတာကတော့ဒီဝက်လက်ရွှေဘူလမ်းပိုင်းပေါ့နော်ဝက်လက်မြို့နယ်ရွှေဘူမန္တလေးလမ်းပိုင်းမှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်သူတို့ဘက်ကထုတ်ပြန်ချက်အရာကတော့ဒီတပ်သားသိန်းစော်ကိုသူတို့အနေနဲ့ဖမ်းဆီးရမိခဲ့ပြီးတော့ခီးတဲ့တင်ရင်ပေါ်တက်စစ်တဲ့ချိန်မှာဖမ်းဆီးရမိခဲ့ပြီးတော့လိုင်းကားနဲ့သူတို့မိသားစုလိုက်ပြန်လာတာနှစ်ပြည့်ပြီလို့ပြန်လာတာအဲ့တော့သူ့ကိုစစ်ဆေးပြီးလို့ရှိရင်သူတို့နဲ့တိုက်ပွဲဖြစ်ပွားတာရှိတယ်ဆိုလို့ရှိရင်သူ့အရေးယူမယ်လို့ပြောပါတယ်စစ်မှုထမ်းတွေအနေနဲ့ပေါ့နော်အတက်နိုင်ဆုံးအလောက်ကန်ရှာဖွေရေးတွေတကယ်လို့ရတယ်ဆိုလို့ရှိရင်ဘီမကင်းတဲ့နေရာကိုမပြန်စေချင်သေးပါဘူးเนาะစစ်မှုထမ်းပြီးတဲ့သူတွေပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ဇွန်လ1ရက်နေ့ကကြောက်ဖြူမြို့နယ်ပြချင်းချောင်းပြဘက်မှာခိုအောင်နေတဲ့ဖွဲ့ဝင်တွေကိုလုံခြုံတပ်ဖွဲ့ဝင်တွေကရှင်းလင်းခဲ့ပြီးတော့အလောင်း2လောင်းတနက်2လက်နဲ့ခဲရက်နေသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မလေးရှားနိုင်ငံကလန်တန်ပြည်နယ်မှာမြန်မာ73ဦးဖမ်းဆီးခံခဲ့ရပါတယ်သူတို့ကတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်ဒီ73ဦးထဲမှာကလေးငယ်2ဦးပါဝင်တယ်လို့သိရပါတယ်မလေးရှားရဲ့ဒီအထွေထွေစစ်ဆေးအဖွဲ့ GOF တရင်ခွန်ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်သူတို့ကတော့လှထုံးလုံကြီးရဲ့အညီဆက်ပြီးတော့ရေးယူသွားမယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မန္တလေးကနေပြီးတော့မြကြီးနားဘက်ကိုဥတီသွားတဲ့စစ်ကားတွေပေါ့နော်တကယ်တမ်းတော့ဒါရိခါရင်နှန်းတွေဖြစ်ပါတယ်တက်တာချောင်းကြီးအတွက်တည်သွားတဲ့မြကြီးနားထိတည်သွားမယ့်ရိခါရင်နှန်းဖြစ်ပါတယ်ဂျားတွေကမြို့တွေအတွက်ဘာမှမဆိုင်ပါဘူးဒီအရာတွေအကုန်လုံးတက်သွားတယ်ပေါ့တက်သွားတဲ့အချိန်မှာနော်ဘူးတို့ဘာတို့ကဂျားတွေကနေသူတို့ဖြတ်ပြီးတော့တိုက်နိုင်ခဲ့တယ်ဆိုပြီးတော့ပြောပါတယ်ဖြတ်တိုက်နိုင်တယ်လို့ပြောတယ်ဆိုပြီးမဲ့လဲနော်ဖြတ်တိုက်နိုင်တယ်လို့ပြောတယ်ဆိုပေမဲ့လည်းအဲ့ဒီရင်နှန်းတွေကဟိုအေးချမ်းရောက်ရှိသွားတာတွေ့ရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ပုံတောင်နတ်ထိပ်ပေါ့နော်ရောဒေတာမှာရှိတဲ့ပုံတောင်နတ်ထိပ်မှာတိုက်ပွဲတွေဇက်တိုက်ဆိုသလိုပြင်းထန်နေတယ်လို့သိရပါတယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကဒီအကြမ်းဖက်သမားတွေကိုလိုက်လံရှင်းလင်းနေတာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်က TNL ထိန်းချုပ်ထားတဲ့နမ်ခမ်းမှာရှိတဲ့ကောင်းတက်ရွာပေါ့နော်ကောင်းတက်ရွာရန်ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့တော့ပောက်ကွဲမှုအခြေအနေကဘယ်လောက်ပြင်းထန်လဲဆိုတော့ပြောစရာတော့စကားလုံးမရှိလောက်ပြင်းထန်ပါတယ်ဗီဒီယိုရိုက်နေတဲ့ဗီဒီယိုတွေလိုက်ကြည့်တဲ့အချိန်မှာခက်ဝေးဝေးကနေရိုက်တဲ့ဗီဒီယိုပေါ့နော်တော်တော်လှမ်း2မိုင်လောက်အကွာမှာ
ရိုက်တဲ့ဗီဒီယိုလို့ယူဆရတယ်အဲ့ဒီဗီဒီယိုရိုက်တဲ့အနာအထိကိုပောက်ကွဲမှုအစတွေလာစင်တာတွေ့ရတယ်အဲ့တော့ဒီပောက်ကွဲမှုကလက်ရှိဒီပြည်တွင်းမှာအကြီးဆုံးဘုံတလုံးလေရင်နဲ့ကျဲချတာလောက်နဲ့တော့မျှလောက်တယ်လို့ထင်ပါတယ်ကျွန်တော်တို့ဘေရွတ်မှာပောက်တဲ့ပောက်ကွဲမှုဖြစ်စဉ်မျိုးလို့ပါပဲဘေရွတ်မှာကျွန်တော်တို့ဒီ chemical တွေထားတဲ့စက်ရုံပောက်ကွဲခဲ့တဲ့ဖြစ်စဉ်မျိုးတစ်ခုဖြစ်ပွားခဲ့ပါတယ်လက်ဘနွန်မှာအဲ့တော့လည်းအဝေးကြီးမှာရှိနေတဲ့နေရာတွေအထိလွင့်စင်ပြီးတော့မှန်နေကွဲတဲ့တုံခါမှုတွေဖြစ်ပေါ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပောက်ကွဲမှုဖြစ်စဉ်မှာလက်ရှိချိန်ဒီတည်ဆုံးသူကဒါ uncountable ဖြစ်နေတယ်ရေတွက်လို့မရနိုင်တဲ့အတိုင်းအတာအထိကိုများနေတာပေါ့နော်တည်ဆုံးတဲ့လူတွေတလောက်များတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်ဒါကိုလက်ရှိချိန်ဒီဘယ်သူကတောင်းယူမလဲဆိုတာမရှိသေးဘူးအိမ်ပေါင်းအများအပြားပျက်စီးသွားခဲ့တယ်အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေတော်တော်များများအယူပြန်ပြန်ကြဘာမှမရှိတော့လူတွေအကုန်လုံးဒီပါတည်ဆုံးသွားခဲ့တယ်တော်တော်များများတည်ဆုံးတယ်အခုဆိုရင်ဆက်ပြီးတော့ရေတွက်လို့မနိုင်သေးဘူးကျွန်တော်လည်းအထက်မှာရှိနေတာဖြစ်တဲ့လူမဟုတ်တော့ပေါ့နော်အဲ့ဒီကသတင်းတွေကထွက်ပေါ်လာတဲ့လောက်တခြားသောဒေသခံပြည်သူတွေရဲ့တင်ပြခြင်းတဲ့လောက်ဆိုလို့ရှိရင်လက်ရှိချိန်ထိဒါလူ60ကျော်လောက်တည်ဆုံးသွားပြီလို့ပြောလို့ရတယ်နောက်ထပ်လည်းတည်ဆုံးနိုင်တဲ့သူတွေထပ်ပြီးတော့ရှိသေးတယ်ပေါ့နော်တည်ဆုံးနိုင်တဲ့တည်ဆုံးမှုနှုန်းမြင့်တက်လာဖို့ရှိသေးတယ်ပေါ့အဲ့တော့ဒါကစောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ဒီအများပြည်သူနေထိုင်တဲ့နေရာအများပြည်သူနေထိုင်တဲ့နေရာမှာဘာဖြစ်လို့ TNT ရန်တွေလှောင်ထားတာလဲသူတို့ကတော့ရန်အပြော့လို့ပြောတယ်အဲ့ဒီရန်အပြော့ရဲ့ပေါက်ကွဲမှုကအခုလိုမျိုးနော်ပြည်သူအများအပြားကိုတခါတည်းအသက်နှုတ်ယူသွားတယ်ဒါမျိုး UWSA ဝထဲမှာလည်းတခါဖြစ်ပူတယ်အဲ့တော့ဒါကိုပိုင်နာကTNL ကပိုင်တယ်လို့ပြောတယ်သူတို့ကတော့မိုင်းတွင်းသုံးတဲ့ရန်တွေလို့ပြောတယ်အဲ့တော့ TNL ပိုင်နေဆိုရင်လူပေါင်း60ကျော်80ဒီလောက်တည်ဆုံးတဲ့သူတွေအတွက်ဘယ်လိုတာဝန်ယူမှာလဲလူသက်တစ်ချောင်းဘယ်လိုတံမိုးဖြတ်မှာလဲနောက်တစ်ချက်ကကြတော့ဒီပြည်သူတွေအတွက်ဘဝအမခန့်ချက်ဘယ်လိုပြန်လုပ်ပြီးမှာလဲအိမ်မရှိတော့ဘူး၊ရာမရှိတော့ဘူး။မိဘတွေတည်ဆုံးကုန်ပြီ။အဲ့တော့လက်ရှိချိန်ဒီကတော့တစုံတရာတာဝန်ယူပေးမယ်လို့သတင်းမထွက်သေးဘူး။နော်တည်ဆုံးမှုနှုန်းကတော့စောင့်ကြည့်ရမှအနေထားဖြစ်ပါတယ်။အဲ့တော့အစိုးရဘက်ကလည်းဒါနဲ့ပတ်သက်ပြီးတော့တစုံတရာသတင်းထုတ်ပြန်တာမရှိသေးဘူး။ပြောချင်တာကနမ်ခန်ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့နေရာဖြစ်တယ်။လက်ရှိအစိုးရနဲ့လည်းဆိုင်တယ်။ TNL ထိန်းချုပ်ချုပ်မထိန်းချုပ်ချုပ်အစိုးရအနေနဲ့ဒီနေရာကိုရောက်အောင်ပြန်ယူပြီးတော့တရားဥပဒေစိုးမိုးရေးတရားမျှတရေးရအောင်ပြန်ပြီးလုပ်ပေးတင်တယ်လို့ထင်တယ်။တမိုင်လောက်မှရှိတဲ့လူတော်မှအစအနတွေစင်ထွက်လာပြီးဒဏ်ရာရလောက်တဲ့အထိဒီရန်တွေဘယ်လောက်ထိပြင်းထန်ခဲ့လဲဆိုတာစဉ်းစားတာကြည့်ပြီးတော့ဝါဘက်မှာတော့ကလည်းအခုလိုပဲယာနဲ့ချီတည်ဆုံးသွားခဲ့တာမျိုးဖြစ်စဉ်ရှိခဲ့ပါတယ်။ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်